ဒေကိုရအိမ်ရဲ့အပေါ်ထက်အထိရေတွေရောက်လာပြီးလီဆာရဲ့တပ်အိမ်ကြီးအားကလည်းပိုဆိုးလာပါတယ်မျောလင်းချက်မဲ့နေတဲ့ဒေကိုရာဟာစကော့ရဲ့လှေကိုရအောင်ယူဖို့ဆုံးဖြတ်လိုက်ပြီးတုံခါမှုတွေကဒဏ်ရာရနေတဲ့ငါးတွေရဲ့အကူအညီတောင်းတဲ့လက္ခဏာတွေလိုမျိုးပုံတူကူးနိုင်တယ်လို့ဒေးပြောခဲ့တာကိုသတိရသွားပါတယ်သူမဟာလျှက်စစ်သွားတိုက်တယ်လို့မျိုးတုံခါမှုပေးနိုင်တဲ့ပစ္စည်းများပြားကိုစုဆောင်းပြီးအိတ်တွေထဲမထည့်ခင်အဲ့ဓာတွေကိုဖွင့်လိုက်ကရေထဲကိုပစ်ချလိုက်ပါတယ်ငါးမန်းတွေအိတ်တွေကြောင့်အာယုံလဲသွားတဲ့အခါဒေကိုရာဟာရေထဲကိုဆင်းပြီးတွေ့ရပစ္စည်းတွေကိုကင်ဆွဲကသတိထားပြီးရွှေ့ရပါတယ်သူမကကောင်းမှလက်နှိပ်ဓမီတစ်လုံးချီထားတာကြောင့်ငါးမန်းတစ်ကောင်ကိုမြင်တဲ့အခါလမ်းကြောင်းကနေရှောင်ကွင်းပြီးကူးကတ်သွားတယ်ရုတ်တရက်သူမရဲ့လက်နှိပ်ဓမီငိမ့်သွားတာကြောင့်ပြန်လည်လင်းထိန်လာတဲ့အထိပုတ်လိုက်ရပြီးရေပေါ်မှာမျောနေတဲ့အလောင်းတစ်ခုကြောင့်သူမထိတ်လန့်သွားပါတယ်အိတ်တွေအားလုံးကိုစားပြီးတဲ့နောက်ငါးမန်းနှစ်ကောင်ဟာဒေကိုရအနီးနားမှာကူးကတ်လာတာကြောင့်သူမထိခိုက်ဒဏ်ရာမရဘဲငါးမန်းတစ်ကောင်ဖြတ်တန်းသွားနိုင်မှုခြေထောက်တွေကိုဖျဲပေးလိုက်ရပါတယ်ငါးမန်းတွေထွက်သွားတဲ့အခါသူမဟာနောက်ဆုံးမှာလှေစီကိုရောက်ရှိသွားပါတယ်တစ်ချိန်တည်းမှာပဲဒေကဘာကြောင့်ငါးမန်းတွေကိုလေ့လာဖို့ဆုံးဖြတ်ခဲ့တာလဲဆိုတာကိုသူ့အဖွဲ့ကိုပြောပြနေပါတယ်မြစ်တွေထဲမှာအန္တရာယ်ရှိဆုံးတရဝါတွေဟာတကယ်တော့ရေမြင့်တွေဖြစ်တယ်လို့သူကရှင်းပြပါတယ်တရက်မှာရေမြင့်တစ်ကောင်ကဒေကိုတိုက်ခိုက်တော့မဲ့အချိန်မှာအဲ့ဒီတရဝါကြီးကိုငါးမန်းနှစ်ကောင်ကတားဆီးပြီးနှိမ်နင်းလိုက်ပါတယ်ပထမဆုံးအကြိမ်ဖြစ်ဒေဟာရေမြင့်ရဲ့မျက်လုံးတွေထဲမှာကြောက်ရွံ့မှုကိုမြင်ခဲ့ရပါတယ်ငါးမန်းတွေကြောက်ရွံ့တဲ့တစ်ခုတည်းသောအရာကတော့ပိုကြီးတဲ့ငါးမန်းတွေဖြစ်ပြီးလျှက်စစ်စီးကြောင်းတွေကလည်းသူတို့ကိုလမ်းကြောင်းမစေနိုင်ပါတယ်အဲ့ဒီအချိန်မှာပဲဘရိုင်ယန်ဟာသူ့ကွန်ပျူတာပေါ်မှာအချက်ပြမှုတစ်ခုပြန်ရရှိခဲ့ပြီးမြို့တစ်ခုလုံးမှာငါးမန်းတွေပြည့်နေနေတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အနီးနားမှာသူတို့ဟာစွန့်ပစ်ထားတဲ့အထူးရဲတပ်ဖွဲ့3ကားတစ်စီးကိုတွေ့ရှိခဲ့ပြီးဒေကအထဲမှာရှိတဲ့လျှက်စစ်ရှော့တိုက်တနက်တွေကိုသတိပြုမိသွားပါတယ်နေထွက်လာတဲ့အခါဒေကိုရအိမ်မှာမုန်တိုင်းတန်ကြောင့်ပျက်စီးမှုတွေကအိမ်ကိုတဖြည်းဖြည်းပြိုကျစေပါတယ်အခုရေကအတော်လေးမြင့်တက်လာတာကြောင့်လီဇာဟာမျက်နှာကျက်နဲ့ကက်လူနီပါဖြစ်နေပါပြီသူမရဲ့အကူအညီတောင်းပြီးငိုယိုတန်ကိုကြားရတဲ့အခါဒေကိုရာဟာလှန်ကန်တနက်တလက်ခိုးယူဖို့အတွက်နောက်ထပ်အိမ်တအိမ်ရဲ့သတင်းပေါက်ကိုရိုက်ခွဲလိုက်ပါတယ်လီဇာဟာကလေးမွေးရမယ်ဆိုတာကိုခံစားရတာကြောင့်စိတ်ပြေလျော့စေဖို့သူမရဲ့ဖုန်းထဲကနေတချင်းဖွင့်ထားပါတယ်သူမကလေးမွေးဖို့စူးစမ်းနေပေမဲ့အဲ့ဒီအချိန်မှာပဲအိမ်ကနောက်ဆုံးမှပြိုကျသွားတာကြောင့်သတင်းပေါ်ကနေလိမ့်ဆင်းလိုက်ရပါတယ်ကံကောင်းထောက်မှစွာပဲသူမရေကူးနိုင်ခဲ့ပြီးကလေးကသူမရဲ့ဗိုက်ထဲကနေထွက်လာတဲ့အချိန်မှာပဲရေပြင်ပေါ်ကိုလျင်မြန်စွာပြန်တက်လာပါတယ်သူမဟာကလေးကိုချက်ချင်းပွေ့ချလိုက်ပေမဲ့ကလေးငိုတန်ကြောင့်ငါးမန်းတွေရဲ့အာယုံဆိုင်မှုကိုခံရပြန်ပါတယ်တတဝါကြီးတစ်ကောင်ကသူမစီကိုကူးခတ်လာတဲ့အခါသူမဟာကလေးကိုကာကွယ်ဖို့တစ်သားတစ်လုံးကိုယူပြီးအဲ့ဒီတတဝါကိုထိုးနှက်လိုက်ပါတယ်နောက်ထပ်ငါးမန်းတစ်ကောင်ကလီဆာရဲ့နောက်ကနေချင်းကပ်လာတာကြောင့်ဒေဂိုရာကလန်ကန်တနက်နဲ့ပစ်ခတ်လိုက်ပြီးမျက်နှာကိုထိမှန်သွားကထွက်ပြေးသွားစေပါတယ်ပြီးနောက်ဒေဂိုရာဟာလီဆာစီရောက်တဲ့အထိလေကိုလှုပ်ခတ်သွားပြီးသူမကိုလေပေါ်တက်နိုင်အောင်ကူညီဖို့ကြိုးစားပေမဲ့ငါးမန်းတစ်ကောင်ကလေကိုရုတ်တရက်တိုက်မိတာကြောင့်လူတိုင်းရေထဲကိုပြန်ကျသွားပါတယ်အဲ့ဒီအချိန်မှာပဲဒေးရဲ့အဖွဲ့ကနောက်ဆုံးမှရောက်ရှိလာပါတယ်သူကလျှက်စစ်ရှော့တိုက်တနက်ကိုဖွင့်ပြီးရေထဲကိုပစ်ချလိုက်ရအဲ့ဒါကငါးမန်းတွေကိုမောင်းထုတ်ဖို့လုံလောက်ခဲ့ပါတယ်ကံမကောင်းစွာပဲလီဆာထိုးနှက်ခဲ့တဲ့ငါးမန်းကတော့ကလက်စားချီချင်းနေစေဖြစ်ပြီးထပ်မံတိုက်ခိုက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့အေယာမနယ်လီငါးမန်းကြီးဟာအဲ့ဒီငါးမန်းကိုပါဆက်နဲ့ဖမ်းယူဖို့ရေထဲကနေခုန်ထွက်လာပြီးအလွယ်တကူပဲတက်ပစ်လိုက်ပါတယ်တစ်ချိန်တည်းမှာပဲကလေးတွေကဒိုင်နမိုက်မှာအသားကိုတွဲချီဖို့တိတ်ကိုအသုံးပြုကြပြီးရေထဲကိုမပစ်ချခင်မင်းကြီးလိုက်ပါတယ်ငါးမန်းတစ်ကောင်မှပေါ်မလာတာကြောင့်တုံခါမှုတွေကငါးမန်းတွေကိုတိုက်ခိုက်စေတာဖြစ်တယ်လို့မှတ်တမ်းတင်ရုပ်ရှင်တစ်ခုကနေဝေကသတိရသွားပါတယ်မောင်နှမတွေဟာရေထဲကိုဆင်းပြီးငါးမန်းတွေနောက်ဆုံးမှပေါ်လာတဲ့အထိအချိန်ချင်းခုန်ကြပါတယ်ဝီနဲ့ဒီတို့ဟာချက်ချင်းပဲကူးခတ်ထွက်ပြေးသွားကြပေမဲ့ယွန်ရဲ့ဆွဲတာအင်ဂျီကတော့ထပ်မံညှိစွန်းသွားပြန်တာကြောင့်သူဟာငါးမန်းရဲ့တိုက်ခိုက်မှုကိုရှောင်တိန်ရပါတယ်ဆွဲတာအင်ဂျီကိုချုပ်ပြီးတဲ့နောက်